လေးတက်စီမောင်းနေတဲ့အချိန်ဖြစ်ပါတယ်25ရက်17လ2025မနက်9:45အချိန်ဖြစ်ပါတယ်ရှေ့ကိုသေးချမမြင်ရပါဘူးပါစင်ဂျာတယောက်ကိုသွားကြိုနေတဲ့အချိန်ဖြစ်ပါတယ်ရာသီဥတုကတော့မြင်တဲ့အတိုင်းပါပဲပါစင်ဂျာတယောက်ကိုလာကြိုတဲ့နေရာတော့ရောက်ပါပြီ Hi good morning how are you today Okay let's go Right here, right? Okay. Thank you so much. Have a good day. ဒီနေ့မောင်းတာ US ဒေါ်လာ120ရပါတယ်။ရာသီဥတုကလည်းတိတ်မကောင်းဆိုတော့ပြန်တော့မှဖြစ်ပါတယ်။အိမ်ကိုပြန်ရောက်တဲ့အခါမိမနဲ့သားလေးကိုမြင်တွေ့ရမှာဖြစ်သည့်အတွက်ကြောင့်ကိုကားမောင်းပြီးအိမ်ပြန်တဲ့အချိန်ဟာကျွန်တော်တို့အပျော်ဆုံးအချိန်ဖြစ်ပါတယ်။အိမ်ပြန်ရောက်ပါပြီ။မိမနဲ့သားလေးကိုအိမ်မှာတနားရီလောက်ပဲတွေ့ရမှာဖြစ်ပြီးခဏနေရင်ကျွန်တော်ရဲ့ full time လုပ်ဖြစ်တဲ့အလုပ်ကိုသွားရမှာဖြစ်ပါတယ်ဘဝဆိုတာရည်ရွယ်ချက်ရှိဖို့လိုတယ်ကိုသွားနေတဲ့လမ်းကရည်ရွယ်ချက်ရှိမှလည်းအဆင်ပြေပျော်ရွှင်မှာဖြစ်ပါတယ်